အားလုံးပဲမင်္ဂလာပါအဗာတန်နဲ့ချက်စီအသင်းတို့ရဲ့ပရီးမီးယားလိပွဲစဉ်တစ်ပွဲကိုအကောင်းဆုံးသုံးသပ်ရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube Channel ကို Subscribe မလုပ်ရသေးတဲ့ကျွန်တော်ရဲ့ fan တွေကြည့်ရင် Subscribe လုပ်ထားပါကျွန်တော်ဗီဒီယိုတင်တိုင်းအလွယ်တကူသိရှိသွားနိုင်မှာလည်းဖြစ်ပါတယ်မင်းညာကတော့ကျွန်တော် BIM 1ကိုရန်နာထားခဲ့ပြီးတော့ BBIM 1အသိန်းနဲ့ရောင်းပွဲကိုကျွန်တော်ပြန်လည်ထွက်ရှိခဲ့ရမှာတော့ပထမပိုင်းနဲ့တင်40ဆိုတဲ့ result နဲ့ဘိုးပေါ်အောင်မြင်မှုရရှိခဲ့တဲ့ကျွန်တော်ရဲ့ရွေးချယ်မှုအနေအထားလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီနေ့ညမှာတော့ကျွန်တော်ရဲ့ BBIM 1တပွဲကောင်းစော့ကျင်တဲ့ fan တွေရှိရင်တော့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့0900395262လာရောက်ဆောင်စမ်းမင်းမြတ်နိုင်ပြီးတော့မမဝင်တွေကိုကျွန်တော်ရွေးချယ်ပေးမဲ့ special 3စပွဲကိုကျွန်တော် BIM 1 wallet တွေကိုကျွန်တော်လက်ဆောင်ပို့ပေးသွားမှာလည်းဖြစ်ပါတယ်။မင်းညကတော့ကျွန်တော်ရွေးချယ်ပေးခဲ့လိုက်တဲ့Fitted ပွဲစဉ်တစ်ပွဲမှာတော့ Manchester United body ကတော့အင်္ဂလန်ဒိုင်တွေရဲ့အမားတွေကြောင့်-60လောက်ရှုံးခဲ့ရတဲ့ကျွန်တော်ရဲ့နိုင်ပွဲဆက်စံချိန်ရပ်တန့်သွားခဲ့တဲ့ပရီးမီးယားလိပွဲစဉ်တစ်ပွဲဖြစ်တာကြောင့်ဒီနေ့မှာတော့အကောင်းဆုံးရွေးချယ်မှုနဲ့အတူကျွန်တော်ပြန်လဲသုံးသက်ပေးသွားမှာလည်းဖြစ်ပါတယ်။မမဝင်ကျင်တဲ့ fan တွေရှိရင်လည်းစနေတနင်္ဂနွေနေ့ရက်ကိုမမလာရောက်ဝင်နိုင်ပြီးတော့မနေ့ညကကျွန်တော်ရဲ့ member ဝင်တွေရှုံးနေခဲ့ရမှုကိုတော့ဒီနေ့ညမှာကျွန်တော်အော်ဝင်တဲ့အနိုင်ရရှိဖို့ကိုကျွန်တော်အကောင်းဆုံးကြိုးစားထားပါတယ်။ Everton ကတော့လက်ရှိပရီးမီးယားလိအဆင့်ချစ်နေရာမှာရပ်တည်နေပြီးတော့ရမှတ်43မှတ်အထိစုဆောင်းထားနိုင်တဲ့ Everton အသင်းကပရီးမီးယားလိနှစ်ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပြီးတော့အာဆင်နယ်နဲ့ပွဲစဉ်မှာတော့ပြန်လည်ရှုံးနိမ့်ထားခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပေမဲ့လည်း Evertonတန်ရဲ့ခြေစွမ်းကအာဆင်နယ်နဲ့ပွဲမှာအကောင်းမွန်ဆုံးခြေစွမ်းပြသထားနိုင်ခဲ့ပြီးတော့နောက်ကျသွင်းကိုနှစ်ကိုခွင့်ပြုခဲ့ရလို့ဒါအာဆင်နယ်ကိုရှုံးနိမ့်ခဲ့ရတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပေါ်ခဲ့တဲ့အေဗာတန်ရဲ့ခြေစွမ်းကဒီနေ့အိမ်ကွင်းပွဲစဉ်မှာတော့ခြေစွမ်းအကျဆင်းမှုရှိနေတဲ့ချက်စီအသင်းကိုတော့အကောင်းဆုံးတုံ့ပြန်ကစားလာနိုင်တဲ့အေဗာတန်ရဲ့အကောင်းဆုံးခြေစွမ်းကိုကျွန်တော်တို့တွေ့မြင်သွားမှာလည်းဖြစ်ပါတယ်အေဗာတန်ရဲ့ထူးခြားရဲ့တစ်ချက်ကတော့အေဗာတန်ကအိမ်ကွင်းပွဲစဉ်တစ်ပွဲအနိုင်ရရှိပြီးတဲ့အတိုင်းနှစ်ပွဲဆက်အနိုင်မရဘူးတဲ့စံချိန်ကိုပိုင်ဆိုင်ထားတဲ့ Everton အသင်းရဲ့အိမ်ကွင်းဆောင်းဆောင်ရေးကဒီနေ့မှာရောရှင်းပြနိုင်မလားဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်သွားမယ်ဒေးဗစ်မိုဒယ်ရဲ့ကစားသမားအစုအဖွဲ့အနေထားလည်းဖြစ်ပါတယ်ချက်စီအသင်းကတော့လက်ရှိမှာခြေစွမ်းကျဆင်းနေပြီးတော့ချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာသွားခဲ့ရတဲ့ချက်စီအသင်းအတွက်ပြည်တွင်းပြိုင်ပွဲကိုဒါအဓိကအားထားပြီးတော့ချန်ပီယံလိဝင်ခွင့်ရရှိဖို့အတွက်ဆိုရင်တော့အဝေးကွင်းပွဲစဉ်မှာမဖြစ်မနေနိုင်ပွဲရယူဖို့လိုအပ်နေတဲ့အသင်းဖြစ်ပေမဲ့လည်းချက်စီရဲ့အခုနောက်ပိုင်းကစားပုံကခန့်စစ်ပေါက်ထွက်နေပြီးတော့ညီပြရိုစင်ဂျာရဲ့တိုက်စစ်အလွန်အကျွန်းကစားဟန်ကြောင့်ချက်စီကတိုက်စစ်မှုတွေဘလောက်တိဂိုးသွင်းနောက်တန်းကလည်းအလွယ်တကူဂိုးတွေခွင့်ပြုနေရတဲ့အသင်းကြီးအသင်းနဲ့ဖြစ်ပါတယ်ချက်စီရဲ့နောက်ဆုံးကားတန်းပေါင်း9ပွဲဆက်အနေထားမှာလည်း2ပွဲတာအနိုင်ရရှိထားပြီးတော့3ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ရတဲ့ချက်စီရဲ့စွမ်းဆောင်ရည်အနေအထားဖြစ်ပေမဲ့ချက်စီကတော့အင်ကွင်းသက်ဆိုင်ရင်အဝေးကွင်းစွမ်းဆောင်ရည်ပုံမကောင်းမှုရှိနေတဲ့အသင်းထက်မှာပါဝင်နေပြီးတော့အဝေးကွင်းပရီးမီးယားလိအဆင့်နဲ့15ပွဲရှင်ပြိုင်ပြီးရမှာ9ပွဲနိုင်4ပွဲတည်4ပွဲသာရှုံးနိမ့်ထားခဲ့တဲ့ချက်စီရဲ့အဝေးကွင်းအကောင်းဆုံးစွမ်းဆောင်ရည်အနေအထားလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာတော့ချက်စီအသင်းက Everton ကို level -60 အရှုံးဂိုးပေါင်း3+90အနိုင်ဆိုပြီးတော့ဖွင့်လှစ်မှုပေးထားတဲ့ကြေးတန်းအနေအထားဖြစ်တာကြောင့်ဂိုးပေါင်းကြေးတန်းကတော့3+80အနိုင်ကနေပြီးတော့လက်ရှိမူလတဲ့ဈေးကနေကျဆင်းသွားခဲ့တဲ့ဂိုးပေါင်းအနေအထားကိုတွေ့ရှိသွားမှာဖြစ်ပြီးတော့ body ကြေးတန်းအနေအထားကပထမကြော့ဖွင့်လှစ်မှုပေးထားတဲ့ချက်စီရဲ့1+20အနိုင်ခြေတန်းနဲ့ရှင်မယ်ဆိုရင်တော့ချက်စီတကယ်လို့အနိုင်ရရှိခဲ့မယ်ဆိုရင်တော့အဝေးကွင်းမှာ level minus အနည်းဆုံး80အရှုံးလောက်ဖွင့်လှစ်မှုပေးရမှာလည်းဖြစ်ပါတယ်။ကစားပုံမှာကြောမှုရှိနေတဲ့ Everton အသင်းကိုချက်စီကအလွယ်တကူနှစ်ကြော့စလုံးအနိုင်ရရှိနိုင်ပါမလားဆိုတာကတော့တန်တရားဖြစ်เสียဖွင့်လှစ်မှုခြေတန်းနဲ့ဖြစ်ပြီးတော့ Everton ကွင်းမှာရှင်ပြိုင်တိုင်းချက်စီကလုံးကန်နေရတဲ့အစဉ်လာရှိပြီးတော့အနိုင်ရရှိဖို့ကိုဒီထက်မကစွမ်းဆောင်ရည်ကောင်းပြသနိုင်မှအနိုင်ရရှိခဲ့တဲ့ပွဲစဉ်ကပွဲတလေတာရှိတဲ့ချက်စီရဲ့ Everton အိမ်ကွင်းအဝေးကွင်းစွမ်းဆောင်ရည်အနေထားလည်းဖြစ်ပါတယ်။ Golden Score အပြန်အလှန်ထိုးကွက်မှာတော့အပြန်အလှန်ဂိုးသွင်းမှုဖြစ်ပေါ်ခဲ့ရင် 1.71 နိုးထိုးကွက်မှာတော့2ဆဆိုပြီးတော့အပြည့်အဝပေးချေထားတဲ့ Golden Score ထိုးကွက်အနေထားတွေလည်းဖြစ်ပါတယ်
တခုကျွန်တော်ရဲ့ fan တွေကိုကျွန်တော်တတိပေးချင်တာကဘိုးတင်းသူ score တွေကိုတော့အရင်ကြီးမယုံကြည်ဖို့ကိုကျွန်တော်မှပြောချင်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့မနေ့ကဖွင့်လှစ်မှုအင်မတန်ကိုမြန်မာခဲ့တဲ့ဘိုးတင်း score yes ထိုးပတ်မှာတော့ license နဲ့ hot file အတင်းတို့ပွဲတင်မှာ300ကျော်လောက်ပိတ်ချထားပုံကိုကြည့်ခြင်းအဖြစ်တော့ထိုးသားအများစုကအပြန်လန်တွင်းကိုတွေမြင်တွေ့ရနိုင်မဲ့ပွဲစဉ်လို့ထင်ခဲ့ပေမဲ့လည်း hot file license တစ်ဖက်တည်းကဒါ 5D ဆိုတဲ့ result နဲ့ရှုံးနေသွားခဲ့တဲ့ပွဲစဉ်တစ်ပွဲကိုကျွန်တော်ဥပမာအဖြစ်ပြောပြပေးခြင်းနဲ့ဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ကိုလည်းကျွန်တော်ဘူပေါင်းအပေါ်အနေထားတာကျွန်တော်ရွေးချယ်ခဲ့တဲ့ကျွန်တော်ရဲ့ BBIB1 ပွဲစဉ်လည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ Chelsea နဲ့ Everton တို့ထိပ်တိုက်တွေ့ဆုံတဲ့နောက်ဆုံး5ကြိမ်ဆက်အနေထားမှာတော့ဘိုးတင်းလူ score နိုးတွေကြီးပဲဖြစ်ပေါ်ထားတဲ့ကစားပုံကိုတွေ့ရှိသွားမှာဖြစ်ပြီးတော့ Everton ရဲ့ကစားပုံကဘိုးပေါင်းအောင်လေးရှိတဲ့အတင်းအသင်းဖြစ်ပြီးတော့ Chelsea ရဲ့ကစားပုံကဘိုးပေါ်အောင်မြင်မှုများပြားနေတဲ့နီးပြအသစ်လက်ထက်စွမ်းဆောင်ရည်အနေထားတဲ့ဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီပွဲစဉ်ကတော့ဘိုးပေါင်းရွေးချယ်မယ်ဆိုရင်တော့ဘိုးပေါ်ဘိုးအောက်ကအရန်ကိုအန်တရများနေပြီးတော့မဖြစ်မနေကျွန်တော်ရဲ့ fan တွေရွေးချယ်သွားမယ်ဆိုရင်တော့ဒီပွဲစဉ်ကိုကျေးတန်းကိုမေ့ထားပြီးတော့ဘိုးပေါ်ကိုမိတ်ဆွေတို့ကပြီးစောင့်နိုင်ပါတယ်။ကျွန်တော်ရဲ့ရွေးချယ်မှုဘွဲကောင်းကတော့ Everton body တစ်ချောင်းတည်းကိုသာကျွန်တော်တိုက်နှစ်သက်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့ Chelsea ဖွင့်လှစ်ထားတဲ့ level 60မိုင်ရှုံးကျေးတန်းက Everton ကိုအလွယ်တကူအနိုင်မရနိုင်တဲ့ကျေးတန်း flow အနေထားတဲ့ဖြစ်ပါတယ်။ဒါကြောင့်မလို့ Everton ကဒါဒီပွဲစဉ်မှာ Chelsea ရဲ့ခံစစ်ကိုအနည်းဆုံးတကိုးသွင်းယူနိုင်မယ်လို့ကျွန်တော်မှအပြည့်အဝယုံကြည်ထားတဲ့အတွက်ဒီပွဲစဉ်မှာ Everton 1-1ဆိုတဲ့ quarter score ကိုကျွန်တော်တိုက်နှစ်သက်ပါတယ်။ဒါကြောင့်မလို့ Everton body ကိုကျွန်တော်ရွေးချယ်ပေးပါတယ်။ကျွန်တော်ရဲ့ fan တွေအတွက်ကျွန်တော်ရဲ့ Telegram channel ကိုလည်းမ join ရသေးတဲ့ fan တွေရှိရင်ကျွန်တော် comment မှာကျွန်တော်ချထားပေးမှာဖြစ်တာကြောင့် join ထားပါဒီနေ့ညမှာကျွန်တော်အကောင်းဆုံးမောင်းတွဲရွေးချယ်မှုတွေနဲ့ကျွန်တော်တင်ပေးသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ fan တွေအားလုံးဝတ်လက်ပါ